ဒီမဲ့ဆရာဖုန်းပြီးနော်ကျေးဇူးတင်ပါတယ်လို့အညာတော့အဖြစ်တော့ပမာလို့နားလည်ကြမှာပေါ့ကျွန်တော်လည်းတော်တော်အားငယ်နေတယ်ဒါပေမဲ့တစ်လုံးတော့နားလည်လိုက်တယ်ဟာလေလုယာတော့အဲ့တစ်လုံးတော့ကျွန်တော်ရတယ်ကျွန်တော်ကပိုးကင်တိုင်းနာလူကြီးကကင်းတွေကပိုးကင်မျိုးဖြစ်ပါတယ်မိတ်ဆက်ကတူပဲကျွန်တော်နာမည်ကတော့မန်တောက်ပလတ်ပါမန်ကတော့အိမ်အောင်ကြပြီးဖြစ်တဲ့အတွက်ကြောင့်မန်ဖြစ်သွားတယ်ပေါ့ကျွန်တော်မှာဇနီးတူနဲ့တာသမီတူရှိပါတယ်ဒီကျွန်တော်ကြောင့်စင်ပြီးတဲ့ကကျွန်တော်ရဲ့ဥလိုလုပ်ငန်းကတော့လူတွေဌာနလုပ်ငန်းတွေမှာတော့7နှစ်လောက်တော့ကျွန်တော်လုပ်ခဲ့တယ်direct open open mo bakit indirect open open hindi kita mo mga na may sabi na iya isya pa amin pe man the plus mo ma pe u ke hi mo u ke pe man si mo to ke te si khat ka ni lu ni ka pa si mo to ke te to na la si mo sa mai mo လက်ရှိမှာတော့ကျွန်တော်မြန်မာနိုင်ငံနှစ်ချင်းတင်ချုပ်ယူဒဌာနမှာတော့ကော်မတီတွေနဲ့အောင်စက်ကနေပါလေ Kung takin kapag sa hile o kapo ipo yung Sophia sa katahili mo. တို့ဒီကကျွန်တော်ပိုးကင်းနှစ်ချင်းဖွဲ့ချုပ်ရဲ့စာပေနဲ့ယဉ်ကျေးမှုဌာနမှာတာဝန်ခံနေနဲ့အခုတော့ညမှာပါစက်ကနေတာရှင်းနေရှိပါတယ် Tuloy takin na hi po kayi mo na hi lai lam le pasem to o mo na pasem na sa katahili. အထူးသဖြင့်ကျွန်တော်ဒီတိုင်းသားချင်းညီကိုတွေနဲ့တော့ဒီလွန်ခဲ့တဲ့6နှစ်ကစပြီးတော့ကျွန်တော်တို့တိုင်းသားဘာသာအလိုက်ပုံပြင်စာအုပ်လေးတွေကိုမြန်မာနေတိုင်းသားအလိုက်ကျွန်တော်ပြတာပြန်တဲ့အခါမှာဒီမှာရှိတဲ့ချင်း90တနွေတွေကကျွန်တော်30လောက်နဲ့လို့ကျွန်တော်တို့အတူတူကအလုပ်တွေပူးတွဲလုပ်ခဲ့ပူပါတယ် Tuba kung akipan ni na hi lai lam to kesai pasem na kasi na sumalo kung man po pa ibinam tuang lai lam to kesai nung kasi ma adik kan ai chin sama to mate bata som chu bata dong lai lam to kesai pasem na tam kapet ni mo ကျွန်တော်မင်းတပ်မှာနနောက်မီးကင်နဲ့စားဘူးပါတယ် sa mai na mendat ma mo hi na ai bang le sial mo sial barbecue so pe mo ta nei hi chi မတူဘီနာကဘုံတလာအခြေတကုံမှာလည်းရှိဘူးပဲဘူးပါတယ် ai mo to bi ako mi me to pa kina ma ki so mo Luya ki bol ke hi ရီရီအိုင်ဘေးနားမှာလည်းဓာတ်ပုံရိုက်ခဲ့ဘူးပါတယ် ita yung te ani is yang tang pi maria do mo kapaya man hoi ma ma do ta lai khon ni mo မီဇိုရန်ချန်ဖိုင်းမှာစမူစာစားခဲ့ဘူးပါတယ် do ra ma mo de chang mai da do samusa ani ni hi တမူးမှာလည်းကျွန်တော်ကော်ဖီတောက်ဘူးပါတယ် mo ra ma do mo coffee ta do ni hi chi ကျွန်တော်လူငယ်တောင်ကန်လှုပ်လုံးကအဲ့ဒီချင်းပြည်ကိုကျွန်တော်မရောက်ဘူးတာထန်တလန်ရဲ့ဒုံးစံရဲ့ဟာထားပဲမရောက်ခဲ့ဘူးတာပေါ့လေ kasi ni sab na hi khang no makai na ma kasi kun sung yin zo gam bu pa kapay ne lo hi thang tara la hi ta dim kon te mo ta tung nei lo chi ai se pa အထူးသဖြင့်ကျွန်တော်တို့တိုင်းသားတွေနေရတဲ့နေရာတွေကအင်မတန်မှပဲဝေးလံပါတယ် Adita kin ai minam dang sini mo ai tai call hi lo ai te yom na pe ma ka cheta hi manin ချင်းတောင်တန်းလို့ခေါ်တဲ့အတိုင်းပဲမြေပြန့်တော်တော်ရှားတဲ့ဒီနယ်ဖြစ်ပါတယ် kham tung dam hi ma pa min zang li pe tam het lo mo အဲ့ဒီဒီနယ်မှာတော့နေတဲ့အပြင်မထွက်ရင်တော့လေပြန်ညီဘူးမှာမဟုတ်ဘူး Adita ai kham no yom tak sengina ba le te so imu ni pe ap sama ma hi ဘာဖြစ်လဲဆိုတော့ချင်းအများဆုံးရှိတဲ့ကလေးကလည်းစကိုင်းတိုင်းထဲမှာပါတာဟုတ် Adita ai zo bi te na pe sakai kai wa ma tam no ti mo အထူးသဖြင့်တိုင်းသားတွေနေရာဖြစ်တဲ့အတွက်ကြောင့်ဖွံ့ဖြိုးမှုတွေကိုအစိုးရကသိအာရုံမစိုက်ပါဘူး Adita kin ai hi minam dang te hi ma pa ni na yung na kumpi na kanto rin pen usapi mo na kung pilo mo အထူးသဖြင့်ကျွန်တော်တို့အစိုးရမှာတာဝန်ရှိတဲ့လူတွေကလည်းပဲဗမာလူမျိုးတွေများပြီးတော့လူမျိုးကြီးဝါဒကိုကျင့်သုံးတဲ့အတွေ့အကြုံတွေဖြစ်ပါတယ် ina yung na kumpi na dia kin ai nam dang te usapi mo pero tate amao i
ama le mau mo Anthony pe mau na kong se ma sa pi ki အထူးသဖြင့်အာနာသိပြီးနောက်ပိုင်းမှာကျွန်တော်မြင်အောင်ကြည့်ပါလေအချင်းပြည်မှာစစ်ဖြစ်တော့အင်မတန်မှပဲခက်ခဲမယ်ဆိုတာကျွန်တော်သိတယ် na kung na hong te tak te zo na pu pe ham sa pe yak si pe kamu hi mo အထူးသဖြင့်မြို့တစ်မြို့နဲ့တစ်မြို့ဆက်တွယ်ရင်ကားလမ်းတစ်ခုပဲရှိတယ် adik de kin ko khale ko te zo na miu khale to khat zo na ding na lampi modal pi khat pe to zo na ဒါဒီလိုတိုင်းပြည်အခက်အခဲဖြစ်တဲ့အချိန်မှာဒီလိုလမ်းမဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေကပိုပြီးတော့ခက်ခဲရ adik de kin hira ne na kam yu na pe to tak te zo na zo na tak na hong su sia hi sa hi ထို့အတူပဲဒီကျွန်တော်တို့မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကနှစ်ပေါင်း60လောက်ကလည်းပဲတိုင်းသားဒေသတွေကိုအများရန်ဥဖိနေပြီးတော့ဖွံ့ဖြိုးတိုးတက်မှုကိုမလုပ်ပေးဘူး uk na blue hangin na kum som puk se i toy tak i ku pi te ma ina adik de ni ta yin ta ai nam dang te pe adik de kina hong sim mo ina ဒါကြောင့်လို့ဒီလိုတိုင်းပြည်အခက်အခဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့တိုင်းသားဒေသတွေကပို့ပြီးတော့ဒီဒုက္ခတွေကိုရင်ဆိုင်ကြပါတယ် ite hangin na adik ai zo ham sa na ki thuak that yak ina ဒါကြောင့်မလို့ကျွန်တော်တို့တွေကလည်းပဲကိုယ့်ရဲ့ဒီတိုင်းပြည်အခြေအနေကြောင့်မိသားတစုကလည်းပဲဒီနိုင်ငံသားကိုတရားမှမထွက်ရင်ဒီရက်တီဖို့စာအုပ်တွေရက်တီဖို့ဆိုရင်အင်မတန်မှပဲခက်ခဲတဲ့ခေတ်ကာလဖြစ်နေပါတယ် do ba na hi uk na hoi lok na hangin in kon sum khat panina gam dam gam tom tom yom ke le in kon tak na pe ham sa ma kita mo in kun pe ဒီနေ့နိုင်ငံရခြားကိုထွက်ပြီးအလုပ်လုပ်ဖို့ဆိုတာကလည်းအင်မတန်မှပဲစိန်ခေါ်မှုကြီးနေတဲ့အချိန်ဖြစ်ပါတယ် ira ham sa na sum panina gam dam na se bi zong pe ira de hin na challenge ji mo challenge lian ma khati ဒါကြောင့်လို့တခါလေကျွန်တော်စဉ်းစားပါတယ်ဒီလိုခက်ခဲတဲ့အချိန်တစ်ခုကိုနှစ်ပေါင်း3-4နှစ်အထိနော်ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းကျွန်တော်ခံစားရတာကဖျားအလိုရှိနေတာဟာပေါ့ Asia pain no hira na ham sa na te ngai suina hi covid ki tak te hira na bulu te hum tak te o hi zo pa se ni na khat hiam china ka ngai suin kha hi ဒါမှမဟုတ်လေဖျားကကျွန်တော်တို့ကိုပြစ်ထားတာလား la phat pa na ngel lem pasim ei te hum se hiam china ka ngai suin kha hi ဒီခေတ်ကာလကိုကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာမြောင်းဘဝမှာပိတ်နေတဲ့အမိုက်ပဲ hi hun sia ka ngai su tak te lui tui akha idin mun to ki ba hiam ho miam chi အရှိကိုလည်းဆက်သွားလို့မရဘူး mai no ding dong ki nga no lo အနောက်ကလည်းတစ်ခုပြီးတစ်ခုတိုးပြီးတော့လာဖိနေတာကျွန် idu တော် lo pa ni ham sa na khat ki khatina e hum bu na hi အထူးသဖြင့်ကျွန်တော်တို့အတွက်ကထွက်ပေါက်ပိတ်နေတဲ့နေရာဖြစ် e adi ki mai lam ki on na pe hum ki hak chip ta hi ဒါတော့လူငယ်တော်တော်များများကအနာဂတ်ဆိုတဲ့စကားလုံးကိုတိတ်မပြောရကြဘူး to ba in kham lo te na kamai lam na ding china ingen ning pe ki ham sa ma ma hi သူတို့ရဲ့အိမ်မက်ကိုလည်းမဲ့ဖို့ရန်အတွက်အင်မတန်မှပဲခက်ခဲတယ် inun tang na so vision so ingai su ding ine ding pen ong khak tan ma ma hi ကျွန်တော်တို့တွေကစွမ်းဆောင်ရည်ဘယ်လောက်ပဲရှိစေကမူအခွင့်အရေးကကျွန်တော်တို့အတွက်ပိတ်တယ် khang lo te na bang da ta ki na siam na pil na nei ma ta se le i mai lam pen ong khak tan အထူးသဖြင့်ကျွန်တော်တို့ခရစ်ယာန်အသက်တာထဲမှာလည်းအရှိကိုကြည့်တဲ့အခါမှာထွက်ပေါက်ကပိတ်တယ်လို့ခံစားရတယ် i christian ita pi don tang na ma ma pan en leng zo i mai lam ong khak tan to i bang hi ဒုက္ခဆင်းရဲကလည်းအနောက်ကနေတစ်ခုပြီးတစ်ခုကျွန်တော်တို့တိုးလာတယ် inung lama ham sa na khat ti na ite ong ban hi ကျွန်တော်တို့ရန်ကုန်မှာရှိရင်မနေ့ကဝယ်တဲ့ကစုံရဲ့တစည်းအညံ့တွေကဈေးထတယ် ni ne ei lam ko na zo ma te ol kai te i le zo ani tak tak te ajing tak te to da na ကျွန်တော် Facebook တွေကအကွက်ဥစားပါလေဒီအကြောင်းအရာလေးတစ်ခုကျွန်တော်တွေ့ပါတယ် Facebook tung toy social media na thu khat ngen no ming စာရင်တန်းနဲ့ပတ်စံရှင်းထားတယ် ne kon ko bina sum ya mo ne man pia chi ni ဒါဒီစားပြီးသွားဈေးတက်မှာကြောက်ဘူး ne ti tak te ji azia khang ding la ma na ne kon ko ma na an ne na tham aman pen ya mo ဒါကမြန်မာနိုင်ငံသားလူမျိုးမကွဲကြပဲခံစားရတဲ့ဒုက္ခတွေဖြစ်တယ် ko ma bu ba mi nam tuam yo mang hi i chuang na pe akibam mo hi ကျွန်တော်ဘိုးခင်လည်းအဲ့ဒီဒုက္ခရှိတယ် ke ba sia ba ko ke yi dong hi ham sa na ချင်း50တလွင်လည်းအဲ့ဒီဒုက္ခနဲ့မကင်းပါဘူး ye zo bi te so som na mi nam som ma no hi ham sa na ma i tho khom hi ကျွန်တော်ဒီနေရာရောက်လာတယ်ဆိုတာကလည်းပဲလွတ်မြောက်တဲ့နေရာတော့မဟုတ်ပါဘူး hi sen ko bolita yo hang me zo area so tap na mun hi ki to lo hi ဒုက္ခတစ်ခုကကျွန်တော်တို့အမြဲတမ်းဆွဲထားတယ် inung lama ham sa na ei te pe hom len kim te di
သူတပည့်ကျွန်တော်တို့မိဘတွေပဲအချိန်ဘုံကျဲခံရမယ်စိတ်ပူနေရပါတယ် ilama om ilu pa te pa hun tak chang in siat na in bomina thok di hiam chi pe ki mai su ကားလမ်းတွေပြတ်ပြီးတော့ရိတ်ခါကားတွေမရောက်မှလည်းကျွန်တော်တို့စိုးရင်ရတယ် nek le don akitang sam apuak lampi te zong akihak ka ling pe ilung ikitaw ma ma ဒီလိုအဖြစ်ပြက်ကိုကျွန်တော်တို့ဤပဲခံစားခဲ့ရတာမဟုတ်ပါဘူး hi ham sa natin ke pe ebe ni thuak hi kin lo hiam ကျမ်းစာထဲမှာလည်းလူမျိုးတစုကအဲ့ဒီအခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတယ် tu ni to pa kamal sum to etak te hi athuak minam khat om hi china ဒီညနေကျွန်တော်ဝေမျှချင်တာကတော့အဲ့ဒီကျမ်းစာတွေကလူမျိုးတစုကလည်းကျွန်တော်တို့ထွက်ပေါက်ပိတ်ပြီးတော့ဒုက္ခကသူတို့အနောက်မှာရောက်နေတဲ့အခြေအနေမျိုးကိုဒီညနေဝေမျှချင်ပါတယ် tu ni na hi dia pe na suma zo lai sem ro suma ma te minam khat te thuak am sat na ma tu ni na hong ngen hong pulang homin ကျွန်တော်ဒီညနေရွေးချယ်ထားတဲ့ကျမ်းစာအဝေမျှချင်တဲ့အခြေခံထားတာထွက်မြောက်ကျမ်း14 73ဖြစ်ပါတယ် tu ni na hi dia pe na suma kong to pa kamal kong pulang no pina pai khen na len som le li na suma ki mu hi ai ne lo 14အခန်းငယ်73 pai khen na len som le li ne som le thum na asin kamal မောရှိကလည်းမစိုးရိမ်ကြနဲ့ငြိမ်ဖို့စွာရနေကြသာရဘုရားသည်ယနေ့ပြတော်မူသောကဲ့တင်ခြင်းကိုကြည့်ရှုကြလော့သင်တို့သည်ယနေ့မြင်သောအဲ့ဒုတ်တို့လူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရကြ to pa kamal sim khon ni pai khen na len som le li ne som le thum na mo si in mi te tuma lao ke un kip takin omun no te a ding in tu nia hong sep ding to pa pot khen na mu un pangang hiam chi le tu nia na mu u egypt mi te no te na mu ki non ke di u hi နှစ်ပေါင်း430ကျွန်ခံရတဲ့ဣသရေလလူမျိုးတွေက Israel mi te kum zalil kum som thum saltang na mun sunga မောရှိအားဖြင့်ကျွန်ဘဝကနေလွတ်မြောက်ပြီးတော့နှုတ်နဲ့ပြားရည်စီးတဲ့ခါနာပြည်ကိုသွားဖို့ထွက်လာတဲ့အခြေအနေဖြစ်ပါတယ် paseni mosi tum to in ami te Egypt later pa na so ta fin ni nga paseni mosi hongsan ki hongsang hi သူတို့ရောက်တဲ့နေရာအရှိအပင်လေပြင်ပဲ Israel mi te amaya thok yu pen C3P mo san 3P hi သွားစရာလမ်းပေါက်ပိတ်ပြီး amayu etak te lam ki khak chi pi Israel mi te mun ta na sunga တရားမလို့ခဏဝကျမ်း14 73ကိုကြည့်တဲ့အခါမှာအကြောင်းမူကားဖာရောဘုရင်ကဣသရေလအမျိုးသားတို့သည်ကျင်းကြရာသို့ရောက်ပြီးတော်လန်ပိတ်လျက်ရှိ၏ဟုဆိုတယ် to mani de na is pasen kamal si me te pa ken na len som le li na suma zo amau ten nun ta na ki khak chi ma pen to pa kam le na hong ngen kya hi တာဥအသခံရတဲ့ဘုရင်နဲ့တကွအဂုတ်တုလူတွေကသူတို့ဒီလမ်းပိတ်နေတဲ့ဣသရေလလူမျိုးတွေကိုတတ်ဖို့အတွက်အလုံးအရင်းနဲ့လိုက်လာနေတဲ့အချိန်ဖြစ်တယ် Gimna nam som sunga hi tapasal upate asikit Egypt leitang sunga sinaw ke omke takte Egypt mi te no Israel mi te siat na boli na hongde una hi hi ဒီအချိန်မှာဣသရေလလူတွေကသူတို့ကိုတတ်ဖို့လာတဲ့အဂုတ်တုလူတွေကိုတွေ့တဲ့အခါမှာ Kyung lai takin Israel mi te athat ding ina Egypt mi te hong pai u amu tak chiang ina မောရှိကိုပြောပါမယ် mi pi te na mo si pia nga အဂုတ်တုပြည်မှာငါတို့သင်ချိုင်းမရှိလို့လား Egypt leitang ko ading in han khu omlo hi hiang ဒီပြည်လယ်နားမှာတရားမဲ့လူတွေအဂုတ်တုပြည်မှာငါတို့ခြုံခံရအောင်ပို့ကောင်းတယ်ဆိုပြီးတော့စောတကားတက်ပြော hi si tui pi nge ya kanunta kasiu sangi Egypt leitang sawi na omle ko ading man pa soi sin hong ki ko hi ဣသရေလလူမျိုးတွေထွက်ပေါက်ပိတ်နေပါ Israel mi te nun ta na ki hak chip ta သူတို့ကိုဖျက်ဆီးမဲ့ရန်သူကလည်းအနောက်မှာလိုက်လာပါ amau te asu se ding in gal te na hong zui ta အထူးသဖြင့်ဣသရေလလူမျိုးတွေကအီဂျစ်လူမျိုးအကြောင်းကိုသိပါတယ် adian ke Israel mi te lo hi Egypt mi te nun ta ya pe tel ma hi သူတို့ဂျုံဘဝမှာအပြစ်လုပ်ရရဆက်ဆက်အပြစ်ပေးတဲ့လူတွေဖြစ်တယ် Egypt leitang sal ta hun sumin zo mo na kya na bole na se ta kina abol mi nam te hi ti ben Israel mi te tel ma ဒီလူမျိုးတွေကပညာအင်မတန်မှပဲထူးချူတဲ့လူတွေဖြစ်တယ် Egypt mi te dom le du pil na ma zo na se ta kina akham to mi te hi တင်တဲ့လူတွေကိုတော့မပုတ်မတိုးအောင်စေးရည်စီမံနိုင်တဲ့ပညာရည်တက်ကျွမ်းပါ Egypt mi te bang ta pil hiam chi le asis sa aluam na gon zo asat tip lo na ding na za tui to abol hi mi nam te hi mo Egypt mi te pe တန်20လောက်လေးတဲ့ကြောက်တုံးတွေကိုပေ600လောက်ကျော်လောက်မြင့်တဲ့ပြည်သူတွေကိုအလုံးပေါင်းများစွာစောင့်နိုင်တဲ့လူမျိုးတွေအဲ့ဒီကိက္ကာလမှာဖြစ်တာ
อีจิมีแต่พิลันเป็นที่เกรนิเมนแต่ตัวตักเลยตัวเราอามินทำมาที่พิลันละมาตัวฮิตันตั้งพิตักอังกฤษมีตาจะกุบังอัสสามอินพีเตโซอัลลัมมีน้ำแต่ฮี သူများတွေကဓာတ်ရည်လန်နေနဲ့ပဲစစ်တိုက်တဲ့အခါမှာသူတို့စိတ်မြင့်ရထားတွေထွင်ပြီးတော့စစ်တိုက်နိုင်တဲ့လူမျိုးတွေဖြစ်ပါတယ် ตัวไหนตะเกียนฮีอีจิมีแต่บางอันตะการเบียร์เทียมสิเลยมีปกตินะเต็มตาโตมันแต่ฮีกีฬานะโตกาลสิมันตะเกียนอามาอุเตอินะสกุลเลยกาลวันหุยเป็นแต่มาองซังมีน้ำแต่ฮี မောရှိအံဖွယ်မှု10ခုလောက်တဲ့အခါမှာ9ခုလောက်လိုက်လုပ်နိုင်တဲ့လူတွေဖြစ်တယ် มอชิอิสเองตั้งมานาล้ำดังภาษาตุ้งตะนาล้ำอัปโปลส่วนเตลักกินโซฮีส่วนเตลักปนิอิจิมีเดียวงาเจียอัปโปลที่มีน้ำแต่ฮี ဂျုံခံနေရတဲ့ဂျုံဘဝမှာနေရတဲ့လူတွေရောက်နေအီချစ်တွေရဲ့အင်အားကိုချိန်ကြီးတဲ့အခါမှာအစမတန်กว่าပါတယ် เลยอิจิเองตั้งมาสาวนุ่นตานาโตอโอมนุ่นมีน้ำขัดเลยฮีอิจิมีแต่นุ่นตาแต่อิเตกับตักจริงนั่นสิตักกินอาหุกิขาฮี အဲ့ကောတူလူတွေကအီချစ်ကိုပညာဉာဏ်အရာမှာလည်းမရှိနိုင်ပါဘူး อิสรามีแต่นะฮีเอก็อิจิมีแต่พิลนาเปย์เดี๋ยวมึงสู้มีเราดี စစ်ရေးဆက်ရရှင်တိုင်ပို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်ပါဘူး กาเล่กาลวายส่งเดี๋ยวมึงสู้เราฮี တာဦးအသက်ခံရတဲ့လူတွေရဲ့ဒေါသကိုသူတို့သိပါတယ် แต่จิลสีนาอัทวกนาโอเป็นอิสราเอลเตลมามาฮีอิจิมีแต่แต่จิลมา ဒါကြောင့်ထွက်ပေါက်ပိတ်နေတဲ့အီဂျစ်တွေလာလူမျိုးတွေကဘယ်လောက်ကြောက်စိတ်ဝင်နေလဲဆိုတာကျွန်တော်တို့ခံမှန်းလို့ရပါတယ် ในส่วนของนี้อิสราเอลตัวน่ะอามายกิขับจิตตายอามายลำการส่วนนี้ตัวอีฮักสัตนาในส่วนของนี้เนี่ย သူတို့နဲ့တာလုံးအင်အားကြီးတဲ့လူတွေနဲ့သူတို့ရင်ဆိုင်နေရဖြစ်ပါတယ် อิสราเอลสร้างอันนี้เซโซกาลเฮียมมันแต่กาลโตของไปเต ပြင်းစရာလမ်းမရှိတဲ့နေရာလည်းရောက်နေတယ် อิสราเอลไม่ละมาลำเปียวในนี้ลำที่นอนโลกี ဒါပေမဲ့ထာဝရဘုရားကသူတို့လမ်းပေါက်ပိတ်တယ်လို့ထင်တဲ့အချိန်မှာထာဝရဘုရားကလမ်းဆိုတာသူတို့မတိခဲ့ပါဘူး ตัวคนไรตะเกียนนุนตานาสุวรรณลำปีที่หาไรตะเกียนภาษาเนี่ยลำปีหงเทฮีสิเป็นมอเตนะหงพอกขลุ่ ဒါကြောင့်မလို့ကျွန်တော်တို့အခန်းကြီးဒါကြောင့်မလို့ဘုရားသခင်ကသူ့ဘာပြောလဲဆိုတော့မောရှိအားဖြင့်မစိုးရိမ်နဲ့ ตัวคนไรตะเกียนอนุงตาวางเลยป่าภาษาโมสิกินะลาวกี่วัน ဒီလိုထွက်ပေါက်ပိတ်နေတဲ့အခက်အခဲတွေကြီးမားတဲ့ကိုမဖြေရှင်းနိုင်တဲ့အခက်အခဲကြုံတဲ့အချိန်မှာဘုရားသခင်ကသူတို့ကိုမစိုးရိမ်နဲ့လို့ပြောတာ อิสราตะเกียนฮัมซัดนาทัวนานุนตานาสุมาอมไรตะเกียนภาษาเนี่ยลาวกี่วันภาษากำมัน အထူးသဖြင့်အင်္ဂလိပ်လူကတော့ fear not afraid ပါလေစိုးရိမ်ကြောက်ဝန်းခြင်းမရှိနဲ့လို့ပြောပါတယ် เดี๋ยวได้กินมาไล่เสด็จเนี่ย do not fear ลาวกี่วันจีน่ะผมสังเกตกำมัน ဒီ fear afraid no afraid ဆိုတဲ့စကားကကျမ်းစာထဲမှာ365ချိန်ရှိပါတယ် ฮีลาวกี่วันจีกำมันเป็นไล่เสด็จปุ๊บพิสูจน์มาเอตักเตจะทุ่มในสองบุกเลยมุนกำมันกี่กันที ပြောချင်တာတနေ့တစ်ချိန်ပေါ့လူတွေကနေ့တိုင်းကြောက်တယ်ဆိုတဲ့သဘောတရားတော့ရှိတယ် เนี่ยนี่จีเลยกุมขัดที่น่านี่จะทุ่มในสองบุกเลยนึกว่าโอ้ยมาเลยนี่ขัดที่น่ะที่กำมันขัดตา စိုးရိမ်ကြောက်ရွံ့စိတ်တွေနဲ့နေ့တိုင်းလူတွေကရင်ဆိုင်နေရတယ်ဆိုတဲ့သဘောတရားကို มีแต่ตัวนาโซนี่ซิมไนซิมน่ะลาวนาโตอนุตะเตฮีน่ะเป็นของที่ละ ဒီလိုထွက်ပေါက်ပိတ်နေတယ်ရန်သူကလည်းသတ်ဖို့အလုံးနဲ့လာတဲ့အခါမှာမကြောက်နဲ့လို့ပြောတာကဖြစ်နိုင်ပါမလား ไม่สุดนี่อิสระตะกันลุงเกียนนาฮักซัดนาลุนตานาสุมาอินุมาเอเลกาเดนฮงเดลไลตะกินลาวเกมจิกัมมัลอภิยมเพดิงยา ငယ်ငယ်ကတတိယပါတယ် อันนี้หมายถึงพอกิน စာမရလို့ဆရာမကဒုတ်ရွယ်တော့မှဖြူဖြူထွက်ကြတယ် รายงานเลยนะเสียมาหนุ่ยนะฮังซาดิงลาวไม่นะซุนบังเตเลย အခုကသူ့ရဲ့သားဦးသွားတဲ့လူကကိုယ့်ဖြက်စီးမဲ့လူကအလုံးကြီးနဲ့လာတဲ့အခါမှာမကြောက်နဲ့ဆိုတာမကြောက်ဘဲနေနိုင်ပါမလား ตะจิลสีนาอัทัวมินันเตนะอิสราเอลเตเดลีนาสีดีนกาเลซาดุไรตะกินลาวเกมจิกัมมัลเปอิเทดิงยา ဆက်ပြီးတော့ဆက်ပြောပါတယ်ငြိမ်ဖို့စွာရနေကြ เพราะฉะนั้นกำมันคงไปที่นอกเตนะโซไลไม่เตลุงวังมุน အင်္ဂလိပ်လိုတော့ stay stand ပေါ့ มันก็ไม่ละ still stand แต่ลุงวังมุน ကိုသားမဲ့လူလာတာကို stay stand ဒီလိုကြီးမမတ်ကြီးရနေဖို့ဆိုတာကလူသားတစ်ယောက်ရဲ့အင်အားနဲ့ဘယ်လို့မှမဖြစ်နိုင်ဘူး มีจิเลนะต้องไปสุนีจิเลไอ้แต่ห้องทัดดีนเตอีห้องทัดดีนเตห้องไปนะตัวอะไรทัดกินนะ
ลุงมองตั้งแต่โน้นจีเป็นไงสุดเลยมีสิ่งที่ต้องมาสุดเลยยังเท่ๆโลกี ย้ำรู้เฮชายาได้มาบ่าวผัวพิจารณาเฮชายา40ตีแต่เสมาบ่าวผัวพิจารณาเลยสุดหรอก็ไม่นะไอ้สายเรียนสอบนี้แล้วผัดอันนี้เอาสอบนะสุขภาพจีโตปากกันมั้งมาสู้อย่างนี้งานดีติ้งไปมาชีอีมาเจ้านี่ติ้งพยาตะเข่งงานดีติ้งกูใครกันสินี่ติ้งกูสองมามีงานที่สาเล็บที่เท่าไม่มีลูกผัวพิจารณาโตปากกันมาสิ่งของนี้ไอ้สายสอบนี้แล้วกันอันนี้เอาสอบนะสุภาพน้าหัวปีกะหิมันเองเราเกี่ยนน้าพัศยันกะหิมันเองลงแก่เกี่ยนน้าห้องทักเข้าสัตย์กองหูดีงาน้าห้องหูอินกองหุ่นแก่ดีเอเมนကျွန်တော်ခေါင်းစဉ်ကယုံကြည်ခြင်း၌တည်ရဲ့လို့တုံးထားပါတယ်။ตัวนี้นะเสียเอมาอีกษัตริย์นี่ทุเลยนะอุปนาสุงะอีกุนဆိုရင်ကြောက်ဝှခြင်းမရှိနိုင်ခြင်းကတစ်ခုတည်းရှိပါတယ်။เรานาปตอบนาองค์เทลุนากรรมฐานเป็นของพี่ဖျားတတ်နိုင်တယ်လို့ယုံကြည်ဆိုရင်ကြောက်ဝှခြင်းမရှိနိုင်ภาษาเซมให้จีอุปนาอินะฮิเรานาคงเป็นสักทีဖတ်မြောက်ဝါကျမ်း14မှာဆက်ပြောထားပါတယ်ไปแค่นั้นเรื่องสอบเลยอันนี้เอาสอบเลยนะสุงะတင်တို့ဘက်၌သာရဖျားသည်စစ်တိုက်တော်မူလိမ့်မည်တင်တို့သည်ငြိမ်ဝတ်စွာနေရကြမည်ဟုလူများတို့အားဆို၏อาเมนสอบเลยนะสิ่งนี้ตัวไปโน้ตอาดิ้งหงดูสักทีงะโน้ตละหิวเลยนะอมฮิตเฮียดิ้งไปบุฮีฮีอาชีฮีอาเมนလူသားတွေရဲ့စွမ်းဆောင်ရည်အကန့်အသတ်ရှိပါတယ်มีแต่ฮิตนาเป็นจำตันนี่ฮีကျွန်တော်တို့တခါတလေရင်ဆိုင်တဲ့အရာတွေကကျွန်တော်တို့စွမ်းဆောင်ရည်တဲ့ပို့နေတာတွေလည်းရှိပါတယ်တခါလေအဲ့ဒီစက်နာပဲအဲ့ဒီဆီယမနာတုံတော့လာအစ်စက်ပါတော့ကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေရှိတိုင်းကကျွန်တော်တို့မရှုံးနိုင်ဘူးအဲ့ဒီစက်ထိလို့နာဆုံးအုံးတပ်ပြီးဆုံးစုပ်နာဟိခိတော်လို့ခိဖះကိုကိုးဆိုင်ဖះကျွန်တော်တို့ဘက်မှာဣသရေလလူမျိုးကဲ့သို့စစ်တိုက်ပြီးမှပြည့်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်ပါစီမုံပြုတ်လေဣသရေလအုံးခိပါစီအဲ့ဒီမှစနာဆုံး红果说比不是你的伊莫名不比ဒီအဖြစ်ပြည့်ရဲ့အဆုံးသတ်လေးကိုကျွန်တော်ပြောချင်ပါတယ်ဟိဣသရေလတဲ့နတာနာအတော့နာလမနင်းဟျာဖះသခင်ကဂတိတည်တဲ့ဖះဖြစ်ပါတယ်ပါစီပဲအတူချအကိပါစီဟိဖះသခင်ကတတ်နိုင်တဲ့ဖះဖြစ်ပါတယ်ပါစီနာကေဟိထေပါစီဟိကျွန်တော်တို့မလုပ်နိုင်တဲ့အရာကိုဖះသခင်ကကျွန်တော်တို့ကိုစားလုပ်ပေးတာဖြစ်ပါတယ်မင်းတဲ့စက်တဲ့ဟက်လို့ခဲပပါစီအစဲပဲပါစီဟိအာမင်ဖះသခင်ဂတိကယနေ့မြင်ရသောအေဂုတုလူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရလို့ဖះဂတိပြုထားပါတယ်ဣသရေလလူမျိုးတွေကိုပါစီကံချမီနာတူနေနမှုငိနောလို့ view is Egypt မီတဲ့ပနိနာဟွန်ခေဒီပါစီအဟိချီနာပါစီကမလဟွန်ပလာခီဒီလိုအခြေအနေကြုံတွေ့ရတဲ့အခါမှာမောရှိအားဖြင့်ဘုရားသခင်ကလမ်းပေါက်ဖွင့်ပေးပါတယ်ဒီဒါဟမ်ဆတ်နာထောက်လိုက်တဲ့ပစီရင်မောရှိတုံတော်နေတာအမဘာနဲ့မောရှိကဘုရားကိုတိုင်တယ်ဘာကပြလဲလမ်းမောရှိရင်ဆုံးတော့ပေါ့ပါစက်တဲ့တရားဒီလူမျိုးတွေကိုတတ်မဲ့လူတွေကလည်းအလုံးရင်းနဲ့လာနေပါပြီသူနေကိုတဲ့ဟုတ်ထပ်ဒီအစ်ချမီတဲ့ပိတံပိုင်ခင်တိုင်ဘုရားသခင်ကမောရှိလက်ထဲမှာပါရှိတယ်ပစီရင်မောရှိတော့နကုတာပေါ့ဖျားတောင်ဝေးပဲရှိအခုတော့ကြောက်တော့ဒီတောင်ဝေးတစ်ချောင်းနဲ့ဒီအေဂုတုစစ်တပ်ကြီးကိုဘယ်လိုမှရင်ဆိုင်ပြီးတော့တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးအခုတော့အောင်ကြောက်တော့ Egypt ဝီတေးဟောင်းဆုစက်ဒီပိုင်းနာဘန်လို့နာအဆမ်ဇိုကေဒီနီမောဘုရားသခင်ကမောရှိရည်လေးကိုခြိုက်လိုက်ပါတော့ပါကမန်တော့မောရှိရောနကုတော့ကြောက်တော့ဒီဝီပီစာတင်တူတူပြောရမယ်ဆိုပင်လေဒီကြီးကချမ်းကွေးသွားတယ်အတော့ငယ်နီဝီပီပဲဖယ်နီကိစဝါဟီဘုရားသခင်အားဖြင့်ဣသရေလလူမျိုးတွေကထွက်ပေါက်ရပါတယ်အနုံတာပစီယဟာငင်ဣဆွေမီတဲ့နာဣသရေလလူမျိုးတွေကပင်လေတွေကိုဖြတ်သွားပါတယ်ဣဆွေမီနာပူပီနာဣဝီပီစမဟုံးလမ်ရှောကျွန်တော်ကတော့အတူချုပ်လေးပြောပါတယ်ဒီကျမ်းစာကိုဖတ်မြောက်အကျမ်း73 74ကိုပြန်ပြီးတော့အသေးစိတ်ပြန်ဖတ်ပြီးပါနော်စေပိုင်းနာဟိအတုံးဖြစ်ပဲနာကိုငဲ့နာဝိုက်ခဲနာလေးဆော့မယ်နေဆော့မယ်လို့ဆော့မယ်နာစုတော့ခလေးတွေဒီသားစုအလုံးရင်းနဲ့သွားတဲ့ခကြီးကမတွက်ပါဘူးဒီစားတော့ဒီဟွန်ပီလမ်အခုစလမ်ပီပဲအဲ့တက်တဲ့စစ်ရထားမြည်ရထားတွေကသူတို့ကိုအချိန်ပြီးလိုက်နေပါတယ်လုံလမဲလေအစ်ချမီတီဂါလေဝန်တဲနာလက်လူဝဟီတိုးတော်လည်းဘုရားသခင်ကသူတို့ကိုအံ့ဩဖွယ်မှုလုပ်ပေးပါတယ်
ก็คนไหนตะกี้ปัสเซียนบางเล็กนายนะอิสราเอลมีแต่ตรงหงลักกะ သူတို့ကိုအလင်းပေးပြီးတော့ဣသရေလလူမျိုးတို့ကိုတိတ်အမဲပြီးပါ ปัสเซียนบางเล็กนาหงก็มีนะอียิปต์มีแต่มายาปัสเซียนบางนาหงก็มีอิสราเอลมีแต่ที่เนี่ยนกตะกี้นะหงตาส่วนเขียว အဲကုတ်တို့လူတွေကမောင်နေတဲ့အတွက်ကြောင့်ဣသရေလလူမျိုးတွေကိုမတွေ့ရ อียิปต์มีแต่มายาคิมซิงบางอีกอมหิมันนี่อียิปต์มีแต่อิสราเอลมีแต่หงมันนอนเลย နောက်ဆုံးမှာတော့ဣသရေလလူမျိုးတွေကလွတ်ပြောက်တဲ့ဉာဏ်ရောက်သွားပါတယ် ต้มนะอิสราเอลมีแต่มีน้ำปุ๊บนะสวดตามนะผมมาฮี ထွန်းမြောက်ကကျန်14 28ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ ไปแค่นั้นเลยสอบเลยอันนี้สอบเลยแค่นั้นสมัยนี้ ထိုသောပင်လေရည်ဒီပြန်လာ၍ပင်လေထဲသို့လိုက်သွားသောဖာရောဘုရင်ယထာမြင်းစည်းသူရဲ့ဘူချီအပေါင်းတို့ကိုလွမ်းမိုးသဖြင့်တစုံတစ်ယောက်မျှမကြံရှိကြ ตุยห้องไปกี่กินแหลงเตะเลยสกอลตุ้งตวงเตะเลยตุยพิสุมาอามาเตะอเดอฟาโรห์มันปีเตะแค่เปล่าตู้มาอามาเตะคัดส่งสอบตลอดฮี ဘုရားသခင်ဂတိပေးထားပါ ภาษีนี่กำจัดเปียกฮี အဲကုတ်တုလူတွေကိုနောက်တစ်ဖန်အလင်းမတွေ့ရလို့ဂတိပေးထားပါတယ် อียิปต์มีแต่ตู้เนี่ยกี่ปันนี่น้ำมันนอนเกลียวอีจิภาษีกำจัดตามตุ้งฮี ပင်လယ်ထဲကိုရောက်သွားတဲ့မြင်းရထားစစ်ရထားတွေကပုံပေါ်ပြန်ရောက်လာစရာအကြောင်းမရှိတော့ ตุยพิสุมาเอาอมอตูขินะฮีอียิปต์มีแต่อีกาลวันเตะแค่เปล่าเปสอบตามในดิบปีข้าส่งผมนอนเลยฮี 30မှာပင်လယ်ကမ်းနားမှာအဲဂုတ်တုလူအလုံးအသေးကောင်တို့ကိုမြင်ရချ၏လို့ပြော อันนี้สอบทุนาสอบนี่ตัวไปตัวบางอียิปต์มีแต่คนสุปันนี่ตัวนี้อิสราเอลแต่คนเขียตุยปีกยาอียิปต์มีอาศิแต่อิสราเอลมีแต่มูฮี ဘယ်တော့ပဲအင်အားကြီးမားစေကမူ บางสัตว์กินกาวันนัสเซออกมาตะเสเล ကျွန်တော်တို့ကိုဘလို့မှကျွန်တော်တို့ရင်ဆိုင်ပြီးတော့အနိုင်ယူမနိုင်စေကမူ ไอเตหงดูซูจะเพียวดูกินกาวันนัสเซออกมาตะเสเล ဘုရားသခင်ကကျွန်တော်တို့ဘက်မှာရှိနေပြီ อนุตาปัสเซียนไอเตแค่หงนักเลย ဘုရားသခင်ပြောတဲ့စကားကိုကျွန်တော်တို့နားထောင် ปัสเซียนกำมาแค่เปียวไอเตน่ะมัวงำเปียวเลย ဘုရားသခင်ကကျွန်တော်တို့ကိုစားအစ်စ်တိုက်ပြီးမှဖြစ်ပါတယ် ไอเตตาดินปัสเซียนกาหงซอกนี่กาสุสัตนี่ ဒါကိုကျွန်တော်တို့ယုံကြည်ဖို့လိုတယ် ฮีนัสเซนาเปอิยุบดิงฮีปัสเซียนนัสเซนาเป အဲဂုတ်တုလူဣသရေလလူတွေကိုကယ်ထုတ်တဲ့ဘုရားကဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားဖြစ်တယ် อาเมนตัวนี้นะอิสราเอลมีแต่อหอนเขียเปอร์เซ็นต์ไปไอ้แต่อีเบียอนุตาเปอร์เซ็นต์มาฮี ဒါကိုကျွန်တော်တို့လက်ခံရမယ် ฮีทูไปอุปนาโตลาดิเฮียอุปนาโตมองดิเฮีย ဖယားတူတူဆိုတာကိုကျွန်တော်တို့လက်ခံနိုင်ပြီဆိုရင် อิสราเอลมีแต่คนเขียเปอร์เซ็นต์เลยไอ้แต่อีเบียเปอร์เซ็นต์ไปอากิบังฮีนาไป အဲ့ဒီဘုရားကကျွန်တော်တို့ဒီနေ့ကိုးကွယ်တဲ့ဘုရားဆိုရင် ตัวหุ่นไล่จับกินนะอาเบียเปอร์เซ็นต์ไปตัวนี้นะไอ้แต่เบียเปอร์เซ็นต์ฮีมาบังฮี ဒီနေ့ကျွန်တော်တို့ထွက်ပေါက်ပိတ်တယ်လို့ခံစားနေရတဲ့ခံစားချက်က ตัวนี้นะนำมาแล้วนุตานาสุมาหงคิดขาตันแค่เปล่านั่งไอ้สุดนาเต ကျွန် โอ้ တော် นา တို့ สุมา ကျွန်တော်တို့ကိုအနောက်ကနေဖိအားပေးပြီးတော့ဖျက်ဆီးမဲ့အရာတွေက อินุลังปานาเสียนาดิงาหงเดลเสียนาแค่เปล่าแต่แค่เปล่า ကျွန်တော်တို့မတတ်နိုင်ဘူးလို့ကျွန်တော်တို့အင်အားနဲ့မနိုင်ဘူးဆိုတဲ့အရာတွေက มีสิ่งที่สาธุสงเงี้ยลุงเจียนให้สุดนาเด็กแค่เปล่า အဲ့ဒီဣသရေလလူကယ်ထုတ်တဲ့ဘုရားကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကကျွန်တော်တို့ပူဇော် อิสราเอลมีแต่อนเคียปัสเซียนมาตัวนี้นะเกี่ยวกับอะไรแค่เปล่ากันนางเล็กเอซงอนเคีย လမ်းပေါက်ကိုဖွင့်ပေးပါမယ် ลำปีหงเสียสักดี လွတ်မြောက်ရာလမ်းကိုဖန်တီးပေးပါမယ် ส่วนตั้งแต่ลำปีหงเสียสักดี ဖျက်ဆီးရတဲ့ကလွတ်မြောက်အောင်လှုပ်ဆောင်ပေးပါမယ် เสียนาแค่เปล่าปันนี้ต้องลำปีหงสักดี အဲ့ဒီဘုရားကိုကျွန်တော်တို့ယုံကြည်ဖို့ပဲလုပ်ပါတယ် ตัวปัสเซียนมานุ่งตาปัสเซียนมายุบเต็นตันดิงฮี အဲ့ဒီဘုရားကကျွန်တော်တို့ကိုလှုပ်ဆောင်ပေးမယ်လို့ယုံကြည်ဖို့ပဲလုပ်ပါတယ် ตัวปัสเซียนมาเองนะนุ่งตาปัสเซียนมาเซมทีจีนะยุบเต็นตันดิงฮี အဲ့ဒီဘုရားရဲ့လက်ထဲမှာကျွန်တော်တို့အသက်တာကိုအနံ့ဖို့လုပ်ပါတယ် ตัวนุ่งตาปัสเซียนคุณสุมาอินุตานะอีอาบิงกิสัมเปนี အဲ့ဒီဘုရားရဲ့စကားကိုကျွန်တော်တို့လက်ခံဖို့လုပ်ပါတယ် ตัวปัสเซียนกำมังนะนุ่งตานะสมานะปอมดิงนะเนดิงทุบีฮี ယုံကြည်ခြင်းမရှိရင်တော့ကျွန်တော်တို့လွတ်မြောက်ခြင်းမရနိုင်ပါဘူး อุปนาในเกเลนโซตังนะลำปีอ အဲ့ဒီဘုရားကိုမယုံကြည်အဲ့ဘုရားရဲ့လွတ်မြောက်ခြင်းကိုကျွန်တော်တို့မခံစားရနိုင်ပါဘူး ตัวเอาอนุตาปัสเซียนนกเกียร์ตัวอนุตาปัสเซียนเกียงปานาโซตังนะลำปีไปอมโลดิงฮี ဘုရားတို့ဒီအကြောင်းအရာပေါ်မှာဒီညနေ ยีทูเตตุยตากินะ ဣသရေလလူမျိုးတွေကကျွန်တော်တို့လူပဲဖက်ပေါက်ပြီးပိတ်ခဲ့ပါလေ อิสราเอลเตนุตานะโซดง
hamsat na nunta na ahima on ete nunta na ko ma to ki ba ki သူတို့နဲ့ညာစွာအင်အားတာလုံးတဲ့သူတွေရဲ့ဖြည့်ဆည်းခြင်းကိုခံခဲ့ဖို့ရှိပါတယ် iso minte is tuang na de san kha me ta inunta na ki thok khadi hi ဘုရားသခင်ကမစိုးရိမ်နဲ့လို့သူတို့ကိုပြောတယ် to ran nun te so pasien in so la ki un pasien on ne ရေဖို့စွာရပြီးတော့ဘုရားလှုပ်ဆောင်မဲ့အရာကိုကြည့်ဖို့အတွက်ဘုရားပြောပါတယ် pasien tu ma lungmong ta kin omun chi to pa kamal ဘုရားရဲ့စကားအတိုင်းလိုက်လျှောက်တဲ့အတွက်ကြောင့် pasien kamal tu la ma bagin zui di ဘုရားသခင်ပြည်စင်ပေးထားတဲ့နှုတ်နဲ့ပြားရည်စည်းတဲ့ခါရံပြည်ကိုဝင်ခွင့်ရကြပါ pasien kamal zui hamanin atop na bong na le khoi su don na kam lo ki ဒီမှာရှိကြတဲ့ကျွန်တော်တို့ညီကိုမောင်တို့ရောက်စီတိုင်းလည်းပဲ tu ni hi ta nga jesu kristo nga una sa nga khem pe o ဘုရားရဲ့စကားကိုနားထောင်ပြီးတော့ pasien kamal ma muamun zuyun ဘုရားကကျွန်တော်တို့နဲ့အတူရှိနေတယ် pasien ede to mo kho pasien ကျွန်တော်တို့မတတ်နိုင်တဲ့ကျွန်တော်အင်အားနဲ့မရတဲ့အရာတွေကိုဘုရားသခင်ကကျွန်တော်တို့ကိုယ်စားလှုပ်ဆောင်ပေးမယ်ဆိုတာယုံကြည်ဖို့ရန်အတွက်ဒီညနေဒီအကြောင်းအရာလေးနဲ့ခွန်အားပေးပါတယ်ရောက်စတဲ့ကိုဘုရားသခင်ကောင်းချီးပေးပါစေ ni hi jile sa to isep zo nei he lo isep te he lo anung ta pasien wangin na ke pe sem zo hi chena tu ni ta te na pasien kamon to la khale khat ta ti pe hiang pasien na tu bang ko bok so tin ta he nè khóc mà nè khóc cuốn dùng thì ghiဒီနေရာမှာကျွန်တော်နားလည်တာကတော့ဘင်္ဂနာဘောင်းစုံနဲ့ဇိုမီဆိုတဲ့လူမျိုးစုရဲ့အောက်မှာလူကဘုရားရဲ့ဘုရားကိုဘုရားပြုကြတာဖြစ်ပါတယ်ဒီနေ့ကတည်းကမှသူခတိတာဇိုမီကြည့်စုံမအေးတဲ့ဒီနာတော့မြိုင်နာဘုခဆက်ကတဲ့ပြည့်ပြည့်နာပြတ်ပေါ်တဲ့မူရီတလင်းအထူးသဖြင့်ကျွန်တော်တို့ပွဲတော်ဝင်မဲ့မုတ်ရဲ့အပေါ်မှာနည်းနည်းလေးတော့ပွဲပြမှုလေးတော့နည်းနည်းရှိပါတယ်ဒီကနေ့ဒီเนี่ยครบนาสมาတော့မတဲ့ဟိလေငါဆိုဟိဆိုရင်ခုံနေဆိုတော့ခုနာစာတိတော့အောင်ပြတော့ခတိဟိကျွန်တော်တို့နိုင်ချင်းရဲ့အခြေခံအပေါ်မှာပဲကျွန်တော်ဒီညနေမှာပွဲတော်ကိုစီစဉ်ပေးမှာဖြစ်ပါတယ်သူနေနာကေမစီရပိုင်းနာဒီဖို့ဥပနာတုံတော်နေတာဒီလေခုပ်တော့ဆိုင်နာဘုံတော့ဆိုဒီဟိကိုပဲကျွန်တော်တို့ခရိယံမှာရှောင်လွဲလို့နေရတဲ့ဓမ္မဘုရားရှိပါတယ်ခရစ်ယာန်တာနာဆိုမှာဒီပက်တဲ့လောက်ထူနာပထမတစ်ခုကခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ပြီးတော့ခံတဲ့နေ့ရှင်ဖြစ်ပါတယ်။ယေရှုခရစ်ကိုပေါ့ဟောပါနဆန်ဒီနာဒီနေ့ကိုနာတဲ့အမစာဟီအဲ့ဒီခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့သူတွေကခရစ်တော်ရဲ့အသေးခံခြင်းကိုအောင်းမေ့တတိယပြီးတော့ပြုရတဲ့ပွဲတော်ကိုလည်းကျွန်တော်တို့မဖြစ်မနေပြုရပါတယ်။ခရစ်ယာန်တာဆိုတာအမဆိုင်နာယေရှုခရစ်ဟောပါကိုပါနဆန်တဲ့nakituipuna pe Christian no tana so isep pel mo khadi ani na so to kitak te Jesus Christ ong sit na ong thuak na lungai khop na ma te Jesus Christ ni ta ane khop na ne khop na so isep ding tu bi ma na mi na i ဘာဖြစ်လဲဆိုတော့တခင်ခရစ်တော်ကကျွန်တော်တို့အပြည့်အတွက်ကားတိုင်းပေါ်မှာအတိခံရပါတယ်။လောမနီယေရှုခရစ်ဒီနာစင်မတဲ့တော့အဟုတ်thuak အေးတရားဒီနာthuak naအပြည့်ရဲ့ခါတည်ခြင်းနဲ့အတူထာဝရမငရဲမရအောင်အသွေးတော်အားဖြင့်ရွေးနှုတ်ကြထင်ပါတယ်။ဘောနာသမန်တอนทุนนุนตานาสีนาที่มันเนี่ยตัวนุนตานาอิงาที่นี่งี้สีนาปนินาเยซูคริสต์เตโมนาปนหูขี้อะไรဒီယေရှုတရားတွေဒီပေးဆက်ခြင်းတွေကိုအောင်းမေတ္တိယပြီးတော့ကျွန်တော်တို့ဒီနေ့ပွဲတော်ဝင်ဖို့ရန်အတွက်တမင်းနေခန့်တူကဆုတောင်းခြင်းအဖြစ်ပြင်ဆင်ကြပါစို့။ဘယ်မနေဆာလာတဲ့အော်ယေရှုခရစ်စီအပိနာအော်ဤနာDengan sun kami ni, ni aku ini mana mana kat pasir tu maki yang nak ni kau ni yang
မေတ္တာတော်ရှင်သခင်ဘုရားသာသမီတို့ကိုချစ်လျက်သာသမီတို့ပူဇာကားတိုင်းပေါ်မှာအသေးခံလျက်အပြစ်ငရဲမှလွတ်မြောက်ဖို့ရအသွေးသွန်းလျက်တည်တင်တော်ကျေးဇူးများကိုရှင်ဒီသာသမီတို့အောင်းလို့တတိယလျက်ဘုရားရဲ့ပွဲတော်ကိုသာသမီတို့ဝင်လျက်ရှိကြပါလေအာနေခြင်းများရှိကြပါမစုံလင်ခြင်းများရှိတော်လည်းပဲဒီအာနေခြင်းမစုံလင်ခြင်းများကိုဘုရားသခင်ဖြည့်လို့ဖြည့်ရှင်းလျက်သာသမီတို့အသက်ရှင်နေထိုင်တဲ့နေ့ရက်ကာလတိုင်းမှာသာသမီတို့ကိုကောင်းကြီးမင်္ဂလာဖြည့်ရှိပါတဲ့အတွက်ကြောင့်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့အသေးခံခြင်းရွေးနှုတ်ကယ်တင်ခြင်းကျေးဇူးတရားများကိုသာသမီတို့မမေ့မလျော့ပဲဘုရားမိန့်မှာထားတဲ့လောကပတ်တရားအတိုင်းအကောင်းဆုံးလိုက်လျှောက်အသက်ရှင်နိုင်ဖို့ရန်အတွက်လေသာသမီတို့ကိုထုံတင်လေမဆာပါယနေ့အထူးတကွာဝဲတော်မင်္ဂလာဘုခုဝင်တဲ့အခါမှာလေဘုရားသခင်တောင်းကြီးပေးလေမဆာလေအသက်တော်အသက်တာနဲ့အသက်ရှင်လျှောက်လန်းပြီးတော့တပါးသူတွေပုံသက်သေးအလင်းဖြစ်စီရတော့အသက်တာများဖြင့်အသက်ရှင်လျှောက်လန်းနိုင်ကြတော်သူများဖြစ်စီရင်ကောင်းကြီးပေးပါမိကြောင်းဝဲတော်မင်္ဂလာအတွက်စက္ကဆုတောင်းအနံပါသည်မြတ်တော်ရှင်ခင်ဗျာအာမင်ဝဲတော်ကတော့မုန်းတဲ့စပီးကြီးတခါလေးတွဲထားတာပြတခါလေးတွဲပြီးတော့စီပါမယ်ဒီမို့လေဒီမှာဆိုတော့ဘုံဖောက်နေတာဆက်ပေါ်ပြန်ခရစ်တော်ကအချမ်းသူလည်းသူအာနန်ချင်းခံရတော်ဒီညမှာမုတ်ကူရှိတယ်ချူဖက်တယ်ခွက်ကူလည်းယူပြီးတော့တောက်တယ်ယေရှုခရစ်အကုစုအပိပြဒီတာဇာနီနာယေရှုခရစ်ဒီမုတ်လေဘာဆိုလိုက်တာနောက်လို့ကျွန်တော်တို့ဒီမုတ်နဲ့စပီးရဲ့အတွက်ကိုကျွန်တော်တို့စက္ကဆုတောင်းကြပါစို့ဘာမနဟိကိုလေငါတို့တွေကပတ်စပ်ကိုပြန်လာနေကြမေတ္တာတော်ရှင်သခင်ဘုရားတာတဲ့ဒီပါပစီယန်သာသမီတို့အပြည့်အတွက်ကားတိုင်းပေါ်မှာအတိခံပါတယ်ဟိုတဲ့မော်နာအငယ်ဆုံးတဲ့တော်တော်ထောက်တာခန္ဓာကိုယ်ချူဖက်ခြင်းကိုပြုတ်ပါတယ်နပူပီဟောဘလနေနီတော့ပြပြခဲ့တာဟာငယ်အပြည့်ငရဲမှလွတ်မြောက်ဖို့ရန်အတွက်အသွေးသွန်းနဲ့ရွေးနှုတ်ပေးခြင်းပါตอนตุ้งสินาปนิตอนตุ้งนั่งตักนาสุระก็ต้องเป็นดิ้งอินน้องกุบเขียนนาจูหางินဤကျေးဇူးတရားများကိုအောင်းမိတတိယဖို့ရန်အတွက်ဤပွဲတော်မင်္ဂလာဘုကိုသာသမီတို့ဝင်ရရှိပါတယ်ตัวนี้อินฮิตนะแฮปปี้นามาลุงไงข้อเมนนางอีน้องเซฟสักฮีเนี่ยขอบนาวันสุมาငါကိုအောင်းမိဖို့ရန်ထိုသူပြုတော်မူမိတ်တော်မူသည့်အတိုင်းသာသမီတို့တရားကျေးဇူးတရားများကိုအောင်းမိတဲ့ပွဲတော်ဝင်ရရှိပါတယ်แล้วก็มาทุ่งตอนนี้นะเดี๋ยวมาน้องพ่อนาดีวินฮิตแต่แค่เป็นในเซฟวันน้องจีมาตอนนี้ตัวนี้โคตรเต็มตัวเซฟฮีသာသမီရောက်စီတိုင်းအသက်တာကိုပုံတင်มาလမ်းပြကိုတေကနုတာနာတဲ့ခဲတော့ပါအော်နာမဒိနာဘငင်းဟောမကအိလာဟောကိလိဘုရားခင်ရဲ့အသွေးသွန်းခြင်းကယ်တင်ခြင်းကျေးဇူးတရားများကိုမမေ့မလျော့ပဲယေရှုခရစ်နှုတ်ခေနာနှုတ်ပတ်ခေနာနှုတ်ထောနာတဲ့ကိုတေကဟောတော်တုန်ဘုရားခင်နေတဲ့တော်တို့အသက်တာလေးရှောက်နိုင်ဖို့ရန်လေမဆာပါဘာပစီယန်နတေနွန်တာနာကနုတာထင်းငင်ကိုတေမကအိယခုသာသမီတို့ဤစပီးနေမဟုတ်ဘူးရှင်စားသုံးခါပါသူနေအင်းနမဟောနိုင်ไอ้ที่โมเลและงาสุเตก็เป็นในดินสังกัดมนุษย์ตะคิงคริสต์ရဲ့မြတ်သောနာမကိုမြည်ပြီးစက္ကဆုတောင်းပါတယ်မေတ္တာတော်ရှိခင်ဗျာแต่แค่เป็นนามว่าเยซูคริสต์มินโซนี่นะผมที่อาเป็นสังโกเตปียมาก็เสียแล้วอาเมนအချင်းချင်းဝေနာသည့်ဒီကိုကျွန်တော်တို့ကိုဒီမုန်းတဲ့စပီးကိုဝေနာကြပါလို့
ပေါ်ပြပေးပါ ကိုဘုန်းလည်းလည်းငါဆိုနိုင်လို့ပြောင်း အားလုံးရရှိပြီးဖြစ်တဲ့အတွက်ကြောင့်သခင်ခရစ်တော်ကဤမုတ်ကတင်တို့ကိုလုံးနာချိုးဖက်သောငါ၏ခန္ဓာဖြစ်၏ဤဖက်ကတင်တို့အတွက်တွန်းသောပရိညင်တရားသိတဲ့ဒီတဲ့ငါ၏တွေးဖြစ်၏ငါဖြစ်တဲ့လေယေရှုခရစ်စီပလာပါပါကြီးခိကိုမနီနိုတေအာဒီဂီအပိပခေအတီမပုံတီအီခိဣလာဝလာနေဝန်ဒီလည်းငါဆိုရင်နိုတေအာဒီဂီနာမောနာပနာအစောတာဖိရင်ကေမပုံပြီးပနာမလို့ခိယာကေမစစ်စန်ဟီစစ်စန်နေတာဒီကြောင့်ငါကဒီလာဟီငါကိုအောင်မေဖို့ရန်သူတို့ပြုလို့မိတော်မူသည့်အတိုင်းအတူတကွဆူတောင်းရဲ့စားသုံးတောက်သုံးကြပါစို့ ကဘာကမ္ဘာအမပါငင်းဒီတဲ့ကေကေမနုံဖောက်တော်တုန်နေဝင်နဇမ်တော်တုန်နေစီပါပါငင်းတွေ့နာသူစီပြကောရဇမ်ခေါ်ဒီဟီယမ်သခင်ခရစ်တော်ကအငယ်ဆုံးသောသူအားပြုခြင်းသည်ငါအားပြုခြင်းမိတော်မူတဲ့အတိုင်းပဲအငယ်ဆုံးသောသူကိုမဆသောပွဲတော်အလူမျိုးကိုကောက်တင်ဖြစ်ပါတယ် ဒီနာဟီတဲ့ခေါ်ပြီးဆိုမှာတဲ့ဒီနာကူဝါစီမတော်မတဲ့နာစီဒနာစီဒီစုပ်ပြီးငယ်မှာပါနေနာအနေအပင်တော့လည်းစုပ်ပဲကေတော့ဆယ်နေတယ်ချိပါဘူးနာအစေနာဒီနာဒီဟုတ်ကဲ့ အလိုတော်ငွေစက္ကချပါစို့မြေတော်ရှိသခင်ဗျာ Tingin papasiyan. သာသမီတို့အပေါ်မှာပြုသောတရားများသည်ပြေဝဆောင်နေရှိပါ၏။ Natate nung tanas ko ng sura ng kaya pichinghi. အားနည်းခြင်းမဆောင်နိုင်ခြင်းများရှိတော်လည်းပဲသာသမီတို့ကိုမဆာ Kote kaya natin kaya pa rin kote kubuin. အထူးသဖြင့်ဤနိုင်ငံမှာလာရောက်ပြီးပြီးတော့နေထိုင်တဲ့လုပ်ငန်းများကိုလုပ်ကိုင်ခွင့်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတော်ကိုချီးမွမ်းပါ၏ Papasiyan, hamsa natin sa parehi sa kapulitan na kote na sa lunggo na namakay man sa mga malunggang na lepi ko pulaki. အထူးသဖြင့်ဘုရားသခင်ရဲ့
အတိခံချင်းရွေးလုပ်တဲ့တင်ချင်းကိုအောင်းမိလျက် Dia yakin nama Tuhan Yesus Kristus Ote tali ki nong si na nong thok na te lu ngai o lu na ki ပွဲတော်မင်္ဂလာကိုဝင်တဲ့အခါမှာခံစားသောကောင်းမှုများအထက်မှအလူဝဲကိုကြတယ်ပေးလူရရှိပါ၏။ ni ne ko un su ma ko te na nga ring ko ke kia su pi te na ma ke ko ma ki ki အထူးသဖြင့်အငယ်ဆုံးသောသူများအတွက်အကောင်းဆုံးသောအမှားအစဖြစ်စေရန်ကောင်းချီးပေးပါ dia yakin pa o hi su pi te na nang ma ading in isang kia man pa sok sakin ပေးလူရရှိကြသောတာသမီရောက်စီတိုင်းကိုလည်းကောင်းချီးပေးပါ o pe kia mi wi ka je to na ko ba na ma pa ading di mi o pe ta in ဒီလူတော်ဝေဆက်ကတဲ့အခါမှာခရစ်တော်နာမ၌ဆက်ကပါအမိတာလို့ရှိတယ်ခင်ဗျာ isu pi te ke pe na ma kut ko man wa su ma ko ma pi sang ko te pi yang pa pa si no အာမင်ဒီညနေမှာကျွန်တော်ကိုကိုပြုပွဲခြင်းအစီအစဉ်မှာအသုံးပြုအခွင့်ပေးတဲ့အဆိုမီအသင်းတော်ကိုသူပဲယေရှုတင်တယ်လို့ကျွန်တော်နေ့ချင်းအသင်းချုပ်အမျိုးသားဌာနကိုဒီနေရာမှာလာရောက်ပါဝင်ခွင့်ပေးတဲ့အတွက်ကြောင့်လည်းပဲနေ့ချင်းအသင်းချုပ်အမျိုးသားဌာနကိုစားအထူးပဲယေရှုတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားလိုပါတယ်ရောက်စတိုင်းကိုကြားသိကောင်းချီးပေးပါစေ MBC 哦，我哋我中多咗好，人哋問到καλunda媽咪先好啦，咁你成日擺。